ဒါနသီလဘာဝနာဆရာတော်ရှင်မြတ်ကြီးဖြစ်ယနေ့ညသာသနာတော်နှစ်2563မျိုးဩဇာတက္ကရာ1385ခုနှစ်ဒါနစွမ်းနိုင်မြတ်စွာဘုရားပေးကံလူရန်2023ခုနှစ်အောက်တိုဘာလ16ရက်တနင်္လာနေ့ညဓမ္မဒါနကုသိုလ်ရှင်များဖြစ်ကြသောဝဲလွန်သူဥသိမ်းရွှေဦးဝင်းနိုင်အာယေစုရောကျူးမြတ်ကျေဦးဝိနေကုသိုလ်ကိုယ်နဲ့နှုတ်အပြစ်ကင်းအောင်ဆောင်စည်းတည်နေရင်အောင်ကျော်မိုးဝိနေအလူဝဲလွန်သွားသောဗယေရင်မြင့်40ခုနှစ်အာယေစုကိုယ်နဲ့နှုတ်အပြစ်ကင်းအောင်ဆောင်စည်းထိန်သိရင်ချောချောစုဝိနေကုသိုလ်ဦးမျိုးသူဆန်းဘာဝနာငြိမ်းမိသားစုနှစ်ဖက်မိဘများယေစု၌ဖြူစင်သောစိတ်များဖြစ်ပွားအောင်မိသားစုလေ့ကျင့်ပွားများအားထုတ်ခြင်းဝဲလွန်သူအဖိုးဦးသိန်းအောင်အာယေစုစွန့်ကြဲပေးကံလူတိုင်းခြင်းဒါနအခုတော့ဒေါ်မမိုးစင်မိသားစုဒီပရိသတ်ကတော့ဒါနရောဥစဉ်လက်သီလရောဘာဝနာရောမတ္တင်ယတနာခိုင်အကြောင်းညီညွတ်တော့အားလုံးပဲပြုစုတယ်သုံးနှစ်ပြီးအာယေစုကျန်ရသူမိသားစုဒါနစွန့်ကြဲပေးကံလူတိုင်းခြင်းအားဖြင့်ဥကြော်မျိုးသက်ဒေါ်တဲမြင့်မိသားစုဘာများနှစ်ဖက်မိဘများအာယေစုဥစောလင်းချစ်ဒေါ်ဆန်းဆန်းနယ်မိသားစုဒေါ်နုနုသက်64နှစ်ပြည့်မွေးနေ့ပစ္စည်းချမ်းသာလားဦးတင်ဝင်းဒေါ်နီအာမှုထား၍ဒေါက်တာရင်ဝင်းပြောလိုက်လို့ရှိရင်လာလိုက်မယ်နော်နိုင်ထင်းနဲ့ဒါနံသက္ကတသောဘာနံဒါနံပါတိယမုဒ္ဓမံကျမပြုလို့အတော်အွန်လိုင်းဓမ္မတွေနဲ့ဒါမေကံဒါနံမောက္ခပဒံဝရဒေသနာတော်များဟောကြားခြင်းမြတ်ဒေသနာတော်ပါယံဒါတွေတော့ခြေတော်သောဥခ၍ရိုသေစွာလျှောက်ထားအပ်ပါဗျာမြတ်တော်လားဂိုင်းဆိုဒါနလေကထောင်းငါထားတေသွားနပြေရာဒါနရိတ်ခာပါသူမှာသံသရာခရီးချောမွေရာဒါနရွှေလန်းနိဗ္ဗာန်ဖြောင်းတန်းလာသည်သာသုံးညတာလူပနာဆိုအနတ္တယေအနတ္တလူပနာရှုပ်တရားနဲ့အနေနဲ့ရှုရတယ်ဆိုတာမှပြောတာလို့ဆိုဒိဋ္ဌိဝိသုဒ္ဓိမှာပြောကြတဲ့အတိုင်းဒါနသီလဘာဝနာတတဝါဆိုတာမဟုတ်ဘူးမုတ်ချပြုလို့ရမယ်ကောင်းမှုကုသိုလ်သုံးမျိုးမဟုတ်ဘူးဒါနစွမ်းနိုင်မြတ်စွန့်ကြဲပေးကံလူရန်ခြင်းသီလအားဆိုတာလည်းမရှိဘူးသီလအပိုင်တာဆိုတာလည်းဒီမှာမရှိဘူးအဲ့ဒါဟာမရှိတဲ့စိတ်လုံးလေးနဲ့တော့ရတယ်ကိုယ်နဲ့နှုတ်အပြစ်ကင်းအောင်ဆောင်စည်းထိန်သိမ်းခြင်းဟုတ်ကဲ့လားအဲ့ဒီလူမရှိတဲ့သီလကိုယ်နဲ့နှုတ်အပြစ်ကင်းအောင်ဆောင်စည်းထိန်သိမ်းခြင်းဘာဝနာမိမိတဏ္ဍာ၌ဖြူစင်သောစိတ်များဖြစ်ပေါ်အောင်လေ့ကျင့်ပွားများအားထုတ်ခြင်းငါမရှိလို့တော့စွန့်ကြဲပေးကံလူတိုင်းခြင်းဒါနအခုတော့ဒီပရိသတ်ကတော့ဒါနရောသီလရောဘာဝနာရောအကြောင်းညီညွတ်တော့အားလုံးပဲပြုစုတယ်ယုံနာကိုသိတာမဟုတ်ဘူးဒါနစွန့်ကြဲပေးကံလူတိုင်းခြင်းအားဖြင့်ဘာလို့ဆိုရင်တတဝါလို့ဘာများအကျိုးရမရှိဘူးလို့ပြောအာလို့တင်နေတယ်ချမ်းသာတယ်ဘာချမ်းသာဆိုတာမရှိပစ္စည်းချမ်းသာဟာလို့တင်နေတယ်အဲ့ဒီငါဟာလို့တင်နေတယ်တင် gain ပြောလိုက်လို့ရှိရင်တော့လာလိုက်တော့ဒါနံသက္ကတသောဘာနံဒါနံပါတိယမုဒ္ဓမံဒါနံဥစုကတံမေကံဒါနံမောက္ခပဒံဝရံ
ကဲအဲ့ဒါဘာသာတရား မရှိဘူးလည်းမရှိဘူးလို့ရှုမြင်တဲ့ဝိပဿနာဉာဏ်ကိုသုံးညတာဝိပဿနာလို့ခေါ် မြတ်တယ်ဟုတ်လားဂိုင်းဆိုဒါနာလေက ဩဃာသအာစ ထောင်းငါထ ယတိပါလို့ တက်သွားနတ်ပြေသာ သုံးညတော်တော်ဝိက္ခဩဃာ ဒါနာရိတ်ခာပါသူမှာ ရှုံနာခ သံ ဏ ဃာခရီးချောမွေရာ အဲ့ဒီရှုမှတ်ခိုင်းတယ် ဒါနာရွှေလန်းနိဗ္ဗာန်ဖြောင်းတန်းလာသည်သာသို့ သုံးညတော်တော်ကအဲ့ဒီသုံးညနဲ့ရှုတာသုံးညတာဝိပဿနာအဲ့တော့မရှိဘူးဆိုတာပါလေကိုပြန်ကြည့်လိုက်လို့ရှိရင်ရှိတာကပါလေမရှိတာကပါလေကွယ်ကွယ်ပြပြသိဖို့ ဒါနာသီလ လူတွေက ဘာဝနာ ရှိတာကို လို့ သိတာပေါ့အဲ့တဲ့ မုတ်ဆက်ပြုလို့ရမယ်ကောင်းမှုကုသိုလ် လုံး လုံး မျိုး မျိုး တွေ့နေတာဖြစ်ပေါ့ဥမာပဲ ဒါနစွမ်းနိုင်မြတ်စွန့်ကြဲပေးကံလှူဒါန်းခြင်း ရှုပ်နေ သီလ ခုရှိတယ်တရားပြီးပြောရင်ခန္ဓာ၅ပါးရှိတယ်တရားပြီးပြောရင်မျက်စိအာနာယကာယနာဆိုတာရှိတယ်အစင် ကိုယ်နဲ့နှုတ်အပြစ်ကင်းအောင်ဆောင်စည်းထိန်သိမ်းခြင်း အဲ့ဒါလေးပေါင်းထားတဲ့အခါမှာ သီလကိုယ်နဲ့နှုတ်အပြစ်ကင်းအောင်ဆောင်စည်းထိန်သိမ်းခြင်း ပါပဲ ဘာဝနာ ပေါင်းစပ်ထားမှဖြစ်ပေါ်လာတဲ့ မိမိတဏ္ဍာ၌ဖြူစင်သောစိတ်များဖြစ်ပွားအောင်လေ့ကျင့်ပွားများအားထုတ်ခြင်း တကယ်သစ်ပင်ကိုရှာကြည့်လိုက်လို့ရှိရင် စွန့်ကြဲပေးကံလှူဒါန်းခြင်းဒါနအခုတော့ အမြင့် ဒီပရိသတ်ကတော့ဒါနရောသီလရောဘာဝနာရောအကြောင်းညီညွတ်တော့အားလုံးပဲပြုစုတယ် အပွင့်ဆိုတာတွေ့နိုင်တယ် ဒါနစွန့်ကြဲပေးကံလှူဒါန်းခြင်းအပြင် သစ်ပင်ဆိုမရှိသို့တော့အဲ့ဒါတွေကို ဘာများအကျိုးရ ခေါ်ရတစ်ခုလောက်ထားတဲ့သစ်ပင် ချမ်းသာတယ်ဘာချမ်းသာပစ္စည်းချမ်းသာတယ်လား နောက်တစ်ခါလူတို့ခေါ်တယ် ဂိုင်းပြောလိုက်လို့ရှိရင်တော့လာလိုက်မယ်နော် လူလို့ခေါ် ဒါနံသက္ကတသောဘာနံဒါနံပါထေယမုဒ္ဓမံဒါနံဥစုကတံမေကံဒါနံမောက္ခပဒံဝ ခေါ် ရ ရှိ ံ တယ်ချစ်လက်ရှိ ဂိုင်းအဲ့ဒါဘာသာပြ ဘာပဲရှိတယ်ကာယရှိအဲ့ဒါတွေကိုတစားစီဖြူလိုက်လို့ရှိရင်သူဆိုတဲ့အမိကမရှိတော့ မြတ်တယ်ဟုတ်လား သို့တော့လူလို့ပြောတယ်အလုံးပေါ ဂို င်း င်း စပ်တာ ဆို လေ ဒါနလေက ဒီခွဲစိတ်ပြီးဖြတ်ထပ်လို့ရှိရင် ထောင်းငါထ အဲ့ဒီလူဆိုတာကိုမရှိတာ တက်သွားနတ်ပြေသာ အဲ့ဒီမရှိတဲ့ဟာ ဒါနရိတ်ခာပါသူမှာ တွေ့နဲ့တော့ကြောက် သံဃာခရီးချောမွေရာ ကိုစေတာ ဒါနရွှေလန်း လူလို့ခေါ်တာဟာ နိဗ္ဗာန် ခေါင်းကိုခေါ်တာ ချောင်းတန်းလာသည်သာ ခေါင်းကိုခေါ်တာလားမရဘူးချစ်တဲ့ဝိရိနာရီအကြည့်လိုက်လို့ရှိရင်တခုမှကိုခေါ်တာရှိအလုံးအင်းမရှိဘူးချစ်စတာကိုဘယ်လိုရှာကြည့်တဲ့အခါမှာလူဆိုတာရှာတွေ့မှာမဟုတ်ဘူး ဒါန သူနာမည်နဲ့သူအဲ့လိုပေါက်လိုက်တဲ့အခါမှာလူတို့ခေါ်တာဖြစ်တယ် ဒါနသီလဘာဝနာ ကာစရာလည်းပဲကာ နှု နဲ့ တ်ဆက် ဆိုင် ပြု တဲ့ လို့ရမယ်ကောင်းမှုကုသိုလ် အရာတွေအလုံးဟာအချိုးကြပေါက်ဆက်ထား ဒါနစွမ်းနိုင်သမျှစွန့်ကြဲပေးကံလူ ဖြုတ် တိုင်း လိုက် နဲ့ တဲ့အခါကာစရာဖြ သီလ အဲ့ဒါမျိုးလို့ သီလဘာတော့ အဲ့ဒီမရှိတော့တာကိုသိတာတော့ညတာပတ္တနာလို့ခေါ် ဘ
ပါတယ် မရှိလူတွေ ကို ရဲ့ ယ်နဲ့နှုတ်အပြစ်ကင်းအောင်ဆောင်စည်းထိမ့်သိမ်းခြင်း မြတ်စွာဘုရား ဟုတ် က ကလားသီလကိုယ်နဲ့နှုတ်အပြစ်ကင်းအောင်ဆောင်စည်းထိမ့်သိမ်းခြင်းဘာဝနာ မြတ်ဆိုတဲ့တော့ပါ မိမိတဏ္ဍာ၌ဖြူစင်သောစိတ်များဖြစ်ပွားအောင် လောကလို့ဆိုတဲ့အခါ လေ့ကျင့်ပွားများ သင်္ခါ အား ရ ထုတ် လောက ခြင်း ကိုရည်ညွှန်းတယ်သင်္ခါရလောကလို့ပြောလိုက်ရင် စွန့်ကြဲပေးကမ်းလှူဒါန်းခြင်းဒါနအခုတော့ သင်္ခါရလောက ဒီပြိတ္တကတော့ဒါနရောသီလရောဘာဝနာရော ဆက်ထားတယ် အကြောင်းညီညွတ်တော့အားလုံးပဲပြုစုတယ် လောကကိုသင်္ခါရလောကခေါ် ဒါန တာတဝါ စွန့်ကြဲပေးကမ်းလှူဒါန်းခြင်းအားဖြင့် ခေါ်တာတတဝါရီဒီနေယ ဘာများအကျိုးရ ဩကတလောကလို့ခေါ်တာဒီနေယပုံလေးကို ချမ်းသာတယ်ဘာချမ်းသာ အဲ့ ပစ္စ တော့ ည်းချမ်းသာ အတ္တလောကဆိုတာတတဝါတသက်ကိုပြောတာဩကတလောက ပြောလိုက်လို့ရှိရင်တော့လာလိုက်မယ်နော် ပြောတာ ဒါနံသက္ကတသောဘာနံဒါနံပါထေယမုဒ္ဓမံဒါနံဥစုကတံမေဃံဒါနံမောက္ခပဒံ အဲ့တော့ ဝ မြတ်စွာဘု ရာ ရားကလောကကို ကဲအဲ့ဒါဘာသာပြန် ရှုပါလို့ဆိုတာသင်္ခါရလောကကိုပြောတာသင်္ခါရလောကပြောလိုက်လို့ရှိရင်တတ္တလောကဩကတလောက မြန်တယ်ဟုတ်လား အဲ့ဒါတော့ပါရဲ့ ဂိုင်းဆိုဒါနလေက အမတဝိသင်္ခါရအိသ ကောင်းငါထားတေသွားနပြေသာဒါနရိတ်ခာ လောကကို ပါသူမှာ တုံညအနေနဲ့ရှုပါဆိုတာ သံသရာခရီးချောမွေရာ တုံညဆိုတာစီလိုပေါ့မရှိဘူး ဒါနရွှေလံ ရှိတာကပြုတ်တယ် နိဗ္ဗာန် ကိုထင်နေတဲ့ရှိတာ ဖြောင်းတန်းလာသည်သာ နောက်တစ်ခုကကြည့်ရဆိုလို့ရှိရင် ဆို ခန္ဓာ၅ပါးကိုယ့်ရဲ့ခန္ဓာ၅ပါးပိုင်ရှင်ရှိသလားဘုဆိုးထားတဲ့ပိုင်ရှင်ရှိသလားဒီနေ့ဆောက်ရှောက်မဲ့ပိုင်ရှင်ရှိလားဒီဝါဒီခန္ဓာ၅ပါးကိုချုပ်ကိုင်ပြီးတော့တန်ရှင်းလုပ်ပြီးအမြဲနေတဲ့ပုဂ္ဂိုလ်ရှိလားမရှိဥပမာအိမ်တိုင်းအိမ်တို့ပါလို့ဆိုရင်ပိုင်ရှင်ဆိုတာရှိတယ်ပိုင်ရှင်က ဒါ ပိုင် န ဆိုင်မှု သီလဘာဝနာလို့ ဒီဝါဒီ မုတ်သက်ပြုလို့ရမယ်ကောင်းမှုကုသိုလ်၃မျိုး နောက်တကကာရက ဒါနစွမ်းနိုင်သမျှစွန့်ကြဲပေးကမ်းလှူဒါန်းခြင်း ပြုလုပ်တဲ့သူ သီလ ရှိသလားဝိရကရလတ်တစ်ခုခံစားတဲ့ပုဂ္ဂိုလ်ရှိသလား ပါတယ် အတိတ်ဧကစီမံခန့်ခွဲတဲ့မနိချေ ကိုယ်နဲ့နှုတ်အပြစ်ကင်းအောင်ဆောင်စည်းထိမ့်သိမ်းခြင်းဟုတ်ကဲ့လား ခန္ဓာကိုယ်ပါ သီလကိုယ်နဲ့နှုတ်အပြစ်ကင်းအောင်ဆောင်စည်းထိမ့်သိမ်းခြင်း နော်အတိတ်ဧကဆိုတာ ဘာဝနာ ဘုပ္ပတ္တနာဒီလိုဖြစ်ရမယ် မိမိတဏ္ဍာ၌ဖြူစင်သောစိတ်များဖြစ်ပွားအောင် ရှိသလားဆိုရှိ လေ့ကျင့်ပွားများအားထုတ်ခြင်း သို့တော်လေတရဝါ စွန့်ကြဲပေးကမ်းလှူဒါန်းခြင်းဒါနအခုတော့ ငါဟာပိုင်ရှင် ဒီပြိတ္တကတော့ဒါနရော ကိုပို သီ င် လရောဘာဝနာရော ရှိတယ်လို့ထင် အကြောင်းညီညွတ်တော့အားလုံးပဲပြုစုတ ပို ယ် င်မှုဆိုတာတမန်ဖြစ်ရှာ ဒါန ဆိုလို့ရှိရင် စွန့်ကြဲပေးကမ်းလှူဒါန်းခြင်းအားဖြင့် စပယ်နေမဖြူအောင်ထိန်လို့ရရှိ ဘာများအကျိုးရ ဘာမကြိုးအောင်ထိန်လို့ရလားမဖြာအောင်ထိန်လို့ရ ချမ်းသာတယ်ဘာချမ်းသာ သက်ကြီးမလားအောင်ထိန် ပစ္စည်းချမ်းသာတယ်လား လူပြိုမှုတွေကိုထိန်ထားလို့ရ ကဲပြောလိုက်လို့ရှိရင်တော့လာလိုက်မယ်နော်ဒါနံသက္ကတသောဘာနံဒါနံပါထေယမုဒ္ဓမံဒါနံဥစုကတံမေဃံဒါနံမောက္ခပဒံဝရာ ဖြစ်တယ် ကဲအဲ့ဒါဘာသာပြန် ခုလျှက်စမီရှိနေတဲ့အခါလင်းအောင်ရှိတယ်အဲ့ဒီလင်းအောင်ကိုထိန်ထားလို့ရလားမရဘူး မြန်တယ်ဟုတ်လား လျှက်စပြတ်တော့သွားရင်အိမ်မှာပဲ ကဲဆိုဒါနလေက လင်းအောင်ဒီလျှက်စမီ ဟောင်းငါထား ခ
ထို့တူရဲ့ တက်သွားနတ်ပြည်သာ ကြောင့်တရားတွေများစွာပေါင်းစပ်ထားတယ်ကြောင့်မှရက် ဒါနရိတ်ခာ ရှိနေတယ် ပါသူမှာ ရှိနေတယ် တံ္ဍရာခရီးချောမွေရာ ကြောင့်တရားမရှိတာနဲ့ ဒါနရွှေလန်း ရှိ နိဗ္ဗာန် ပစ္စယရတ္တဟုတ် ဖြောင်းတန်းလာသည် ရှိနေ သာ တာတတိဝိနေရှိနေလို့တက်ရှင်အောက်စီဂျင်ကိုပြောရရှိနေကိုဘိကလာတော့အောက်စီဂျင်ရတယ်တက်ရှင်လူရဲ့တက်ဆိုတာအောက်စီဂျင်ထိတ်ဟုတ်တပါဆိုတဲ့ခဏကိုဝိညာဏဆိုတဲ့ဒီစအဲ့ဒါလေးတော့နေ့စဉ်အမြအစားစားပေးနေရအဲ့ဒီအာဟာရနဲ့ထိတ်နေတာအဲ့ဒါတွေတစ်ခုပြတ်တော့သွားလို့ရှိရင်စီဝါစား ဒါနသီလဘာဝနာ အဲ့ဒါပဲ လို့ နော် မုတ်ချက်ပြုလို့ရမယ်ကောင်းမှုကု တော့ သိုလ် ကြီး ၃မျိုး အရာခတ်သိမ်းဟာပစ္စယရတ္တ ဒါနစွမ်းနိုင်သမျှစင်ကြယ်ပေးကံလူရန်ရင် ရှိနေလို့ရတဲ့ သီလ တပည့်တပည့်ပဲကြည့်အောင် ရပါတော့ တပည့်တွေရတပည့်တွေလည်းမသွားတာအကြောင်းဒီရှိလို့ ကိုယ်နဲ့နှုတ်အပြစ်ကင်းအောင်ဆောင်စည်းထင်သိမ်းခြင်း အခုလို့ရှင်းတန်ပြီးတော့စိတ်လန်းစု သီလကိုယ်နဲ့နှုတ်အပြစ်ကင်းအောင်ဆောင်စည်းထင်သိမ်းခြင်း ရှိလို့အပူရှိ ဘာဝနာ နော် မိမိတဏ္ဍာ၌ဖြူစင်သောစိတ်များဖြစ်ပွားအောင် အဲ့တော့ လေ့ကျင့်ပွားများအားထုတ်ခြင်း တော့မှာပဲရှိတတ်ရှိလို့မြည်တတ်ရှိ စွန့်ကြဲပေးကံလှူဒါန်းခြင်းဒါနအခုတော့ တုံးတစ်ခုအဲ့ဒီအကြောင်း ဒီပရိသတ်ကတော့ဒါနရော မရှိဘူးဆိုရင် သီလရောဘာဝနာရော လူဟာလည်း အကြောင်းညီညွတ်တော့အားလုံးပဲပြုစုတယ် ရှိနေတာအစာတွေ ဒါန ရှိ စွန့်ကြဲပေးကံလှူဒါန်းခြင်းအပြင် ဇာတိဥဒုတွေကပတ်ပိုးပေးထား ဘာများအကျိုးရ လူတွေရဲ့အသက် ချမ်းသာ ရှိ တယ်ဘာချမ်းသာ အဲ့ဒီအကြောင်းတရားတွေကိုပြီးတော့ဘဝမှာယက်တည် ဂိုင်းပြောလိုက်လို့ရှိရင်တော့လာလိုက်မယ်နော် ဘုန်းကြီးတွေမှာပစ္စည်း ဒါနံသက္ကတသောဘာနံဒါနံပါထေယမုဒ္ဓမံဒါနံဥစုကတံမေကံဒါနံမောက္ခပဒံဝရ ဟေတု ံ နဲ့ပစ္စည်းပဲပြီးတော့ ဂိုင်းအဲ့ဒါဘာသာပြန် ဟေတုက producing cause စနက ဟမ် ဖြစ်စေတဲ့ပစ္စည်းဆိုတာ မြတ်တယ်ဟုတ်လား ဟေတု support တဲ့ ဂိုင်းဆိုဒါနလေက အဲ့တော့လူတွေမှာပစ္စည်းတွေပါလို့ ဟောင်းငါထာ ဘဝမှာယက်တည် တက်သွားနတ်ပြည်သာ လူတယောက်ဟာဝေးလာတဲ့အချိန်ကစ ဒါနရိတ်ခာ အမိဖေက ပါသူမှာ စဝါလို့ တံ္ဍရာခရီးချောမွေရာ ကံလို့လည်းပြောတာဒီလူဟာ ဒါနရွှေလန်း နိဗ္ဗာန်ဖြောင်းတန်းလာသည်သာ ခဏက ဆို အောက်ဆီဂျင်နဲ့ခေါ်တဲ့ဒီကိုရှူရှာနေရအစားရစားနေရအဲ့ဒါလေးနဲ့ဆက်ဆက်ပြီးတော့သူ့ဘဝအမေကလုပ်ပေးတာဟုတ်တော့အဲ့ကြဖေးကမဆိုင်တော့အဲ့ကြဖေးကလည်းမဆိုင်လူတယောက်ဟာ ဒါန ဖေးကမွေးရုံမွေးပေးနေတာအသက်ရှိဖို့ကြတော့ ဒါနသီလဘာဝနာလို့ ပစ္စည်းတွေပါဆိုတာစားတယ် မုတ်ချက်ပြုလို့ရမယ်ကောင်းမှုကုသိုလ်၃မျိုး ရှိရမယ်မကြောက်မမိုင်းရှိပါ ဒါနစွမ်းနိုင်သမျှစွန့်ကြဲပေးကံလှူ အဲ့ ဒါ ဒါ န်း ရှိ ခြင်း လို့ရှိရင်သူ့ရဲ့အသက် သီလ သီလ ရှိတော့တယ်အဲ့ဒီသဘောကိုစဉ်းကျင်စဉ်းစားကြည့်ပစ္စည်းရတ္တ ပါတယ် အကြောင်းတရားကိုပြီးတော့ဖြစ်နေတယ် ကိုယ်နဲ့နှုတ်အပြစ်ကင်းအောင်ဆောင်စည်းထင်သိမ်းခြင်း ပိုင်းဆိုင်ပြီးတော့ ဟုတ်ကဲ့လား ပုဂ္ဂိုလ်ဆိုတာလည်းမရှိဘူး သီလကိုယ်နဲ့နှုတ်အပြစ်ကင်းအောင်ဆောင်စည်းထိန်သိမ်း ခံ ခြင်း စားသူဝိရကဆိုတာလည်းမရှိဘူး ဘာဝနာ ခံွယ်ပေးသူအ
ဒိဋ္ဌာ မိမိတဏ္ဍာ၌ဖြူစင်သောစိတ်များဖြစ်ပွားအောင်လေ့ကျင့်ပွားများအားထုတ် ရှိ ခြင်း တာပါတော့ယုံမြတ်စွာဘုရားကတော့အကျဉ်းလေးပဲ စွန့်ကြဲပေးကမ်းလှူဒါန်းခြင်းဒါနအခုတော့ စက္ခုသုံးညာ ဒီပရိသတ်ကတော့ဒါနရောသီလရောဘာဝနာရော မျက်စိမရှိ အကြောင်းညီညွတ်တော့အားလုံးပဲပြုစုတယ် မျက်စိသည်ယုတ်တရား ဒါနစွန့်ကြဲပေးကမ်းလှူဒါန်းခြင်းအားဖြင့် ဘယ်လိုရှိတာတော့သိ ဘာ လို့ရ များအကျိုးရ အကြောင်းကထုတ်လုပ်ထားတဲ့အကျိုးအနေနဲ့ရှိတယ်ယုတ်တရားအနေ ချမ်း နဲ့ သာ ရှိ တ တယ် ယ်ဘာချမ်းသာ သို့တော့မရှိတာပါတော့မျက်စိကိုပိုင်တဲ့ပုဂ္ဂိုလ်မရှိဘူး ကဲပြောလိုက်လို့ရှိရင်တော့လာလိုက်မယ် မျက် တော့ စိဟာပိုင်သူလည်းမဟုတ်ဘူး ဒါနံသက္ကတသောပါဏံဒါနံပါတိယမုဒ္ဓမံဒါနံဥစုကတံမေကံဒါနံမောက္ခပဒံဝရံ ကံက အဲ့ ထု ဒါ ပ် ဘာ လို့ သာ ပေး တ တာ ရား အမေကပွေးပေးလိုက်တယ်လို့ပဲကံကထုတ်လုပ်ပေးလိုက်တာ ဟမ် ထုတ်လုပ်ပေးလိုက်တဲ့ခါမှာသူဟာ မြန်တယ်ဘူးလား တန်နေတော့ဆိုလို့ရှိရင် ဂိုင်းဆိုဒါနလေက အဲ့ဒီအကြောင်းတရား ဘောင်ငါထားတေသွားနပြေတာ ဒါပြီးကစားပြရတယ် ဒါနရိတ်ခာ ရှင်းတာအောင်လုပ်နေတဲ့အကြောင်း ပါသူမှာ သူပြုတယ် တံ္ဍရာခยีချောမွေရာ ဆိုလိုတာအသေးပဲ ဒါနရွှေလံ ဘာထုတ်လို့ရစီကထုတ် နိဗ္ဗာန် ရစီမပါပဲဒီနေ့ပါ ဖြောင်းတန်းလာသည်သာ ဆိုလိုပဲမျက်စိကိုရတာဟာဒီကပေးတာတော့ဒီကပေးတာဟုတ်ဘူးအဲ့ဒီကံကပေးတာမျက်စိကိုဆောက်ရှောက်စိတ်ကိုချမ်းကြောင်းအဲ့ဒါလေးမရှိတော့ဘူးတက်သွားပြီဆိုမျက်စိကကံကရည်မထိန်နိုင်ကြောင်းတရားမျက်စိကဆုံးရှုံးသွားနိုင်တယ်ပျက်စီးသွားအဲ့ဒါလို့အသေးစိတ်စဉ်းကျင်စဉ်းစားသုံးသပ်ကြ ဒါ ည့် န နေတာဒါ သီ ဝိ လ ပဿနာ ဘာ တရား ဝ အထုံး နာ တာပဲ လို့ အဲ့ဒါလို့မ မု သိ တ် ပဲ ထပြု နဲ့ လို့ရမယ်ကောင်းမှုကုသိုလ် တရားထို သုံး င်နေ မျိုး တယ်ဆိုပါတဲ့ထိုင်ပါလေ ဒါနစွမ်းနိုင်သမျှစွန့်ကြဲပေးကမ်းလှူဒါန်းခြင်း ကြောင့်မို့လို့ သီလ ရှုံးနိုင်ကိုရင်တွေ့အောင်ရှာ သီလ ရှုံးနိုင်မှတော့တတော်မရှိဘူးဆိုတာသိကြအောင်ပါဒုတိယတုတ်ဒီ ပါတယ် ဒုတိယတုတ်ဒီအဝိပဿနာရဲ့ foundation ပဲ ကိုယ်နဲ့နှုတ်အပြစ်ကင်းအောင်ဆောင်စည်းထိမ့်သိမ်းခြင်း တို့ယုံနာနေရဆက်ဆက်အကြောင်းကြောင့်ဆိုတာပစ္စယပရိက္ခ သီလကိုယ်နဲ့နှုတ်အပြစ်ကင်းအောင်ဆောင်စည်းထိမ့်သိမ်းခြင်း ကျုံဝင်အနေစာစဉ္သုံးနိုင်ရမှာကအကြောင်း မိမိတဏ္ဍာ၌ဖြူစင်သောစိတ်များဖြစ်ပွားအောင် ရှုံးနိုင်ရှိရင်အကြောင်းရှိ လေ့ကျင့်ပွားများအားထုတ် အကြော ခြင်း င်းကပါလာပြီသားအကြောင်းပြောရင်လည်းအကျိုးကပါလာပြီသား စွန့်ကြဲပေးကမ်းလှူဒါန်းခြင်းဒါနအခုတော့ ပြောရင်လည်းအကြောင်း ဒီပရိသတ်ကတော့ဒါနရော ခွဲမရတဲ့အရာ သီလရောဘာဝနာရော အကြောင်းလည်းပါလာ အကြောင်းညီညွတ်တော့အားလုံးပဲပြုစုတယ် နာမရူပပရိစေရညာနဲ့ပစ္စယပရိက္ခ ဒါနစွန့်ကြဲပေးကမ်းလှူဒါန်းခြင်းအားဖြင့် အဘိဓမ္မတအသင်္ဃာကျမ်းမှာ ဘာများအကျိုးရ လက္ခဏာရတပစ္စုပ္ပတ္ထနာပဋ္ဌာနာဝတိတာ ပစ္စည်းချမ်း နာ သာ မရူပပရိက္ခဟောနေဒီဝိတုဒီမှာ ဂိုင်းပြောလိုက်လို့ရှိရင်တော့လာလိုက်မယ်နော် သူရဲ့အမှတ်သား ဒါနံသက္ကတသောပါဏံဒါနံပါတိယမုဒ္ဓမံဒါနံဥစုကတံမေကံဒါနံမောက္ခပဒံဝရံ ပုံရိပ် ဂိုင်းအဲ့ဒါဘာသာတရား သူ့ဖြစ်ကြောင်းတရားအနေနဲ့ကြည်တယ်ဆိုတာ ဟမ် ဒါကြောင့်မလို့ဒိဋ္ဌိဝိသုဒ္ဓိမှာ မြတ်လားဟုတ်လား ပစ္စယပရိက္ခပါတယ်လို့ပြောကြတယ် ဂိုင်းဆိုဒါနလေက ကျွတ်တော့ဒိဋ္ဌိဝိသုဒ္ဓိပစ္စယပရိက္ခ ဟောင်းငါထားတေသွားနပြေသာ ပြောပြီကျွတ် ဒါနရိတ်ခာ ကျန်တွေ့ကြတာရှိတယ် ပါသူမှာ ဒိဋ္ဌိဝိသုဒ္ဓိနာမရူပ သံသရာခยีချောမွေရာ သုံးပါပဋ္ဌာန်းပါဘူး ဒါနရွှေလံ နာမလည်းစာရေးကြတယ်
နိဗ္ဗာန် ဇာတိကိုကြည့်လိုက်လို့ရှိရင် ဖြောင်းတန်းလာသည်သာ ပါဠိသားဖြစ်လို့ ဆို ထေရီဝိတ္တုဒီပစ္စယပရိကကေခါဝိနာဝိတ္တုဘာဖြစ်လို့ပြောတာလဲအကျိုးတရားဖြစ်လာရင်တရားရှိတယ်အဲ့ဒီအကြောင်းတရားကအကြောင်းတရားကိုသိခြင်းအဖြစ်အစစ်မှန်တဲ့အကြောင်းတူစေမအကြောင်းမို့တဲ့အကြောင်းတူတော့မဟုတ်အကြောင်းမဲ့ဖြစ်တယ်ဆိုတဲ့အတွေ့အကြုံဖြောက်ဖို့တဲ့ဖြောက်နိုင်လို့ဒါဘုကေခါဝိတ္တရာဝိတ္တုဒီဆိုတာ ဒါနသီလဘာဝနာ အဲ့တော့ဒီထဲမှာလည်းပါတယ်လို့ပဲဆိုရမှာ မုတ်ထပြုလို့ရမယ်ကောင်းမှုကုသိုလ်၃မျိုး ဒါနစွမ်းနိုင်သမျှစင်ကြယ်ပေးကမ်းလှူဒါန်းခြင်းသီလ သို့တော့အဲ့ဒါဒီလာရောပါတော့မာသလားလို့ဆိုမမဟုတ်ဘာဖြစ်လို့မမတော့ ပါတယ် သူပြောရင်အကြောင်းကပါနေတာဖြစ်တယ်အကြောင်းနဲ့ ကိုယ်နဲ့နှုတ်အပြစ်ကင်းအောင်ဆောင်စည်းတည်တည်ခြင်း တော့မသိတာလို့ပြောတော့ဟုတ် ဟုတ်ကဲ့လား ပို့ပြီးတော့ချင်းချင်းဆန်း သီ ဆန်း လ သိလာ ကိုယ်နဲ့နှုတ်အပြစ်ကင်းအောင်ဆောင်စည်းထိန်သိမ်း အဲ့တော့ ခြင်း ဒီကတော့နာမရူပပရိစေတာနဲ့ပစ္စယ ဘာဝနာ ပဲဖက်နေတဲ့ မိမိတဏ္ဍာ၌ဖြူစင်သောစိတ်များဖြစ်ပွား ခွဲခြား အောင် ပြီးတော့ဒါပြောတာ လေ့ကျင့်ပွားများအားထုတ်ခြင်း ဝိပဿနာဉာဏ်นี่ပါဥထင်ရှာအောင် စွန့်ကြဲပေးကမ်းလှူဒါန်းခြင်းဒါနအခုတော့ ပေယညာအရိနဝ ဒီပြိဿကတော့ဒါနရောသီလရောဘာဝနာရော ဘုစီတုကပြတာ အကြောင်းညီညွတ်တော့အားလုံးပဲပြုစုတယ် ခွဲပြောတာဒါကြောင့်အဲ့ဒါလေးကိုအဝဋ္ဌ ဒါန အဝဋ္ဌ စွန့်ကြဲပေးကမ်းလှူဒါန်းခြင်းအားဖြင့် လေးဖြစ်တဲ့သဘောလေးအဲ့တော့ ဘာများအကျိုးရ ဒီမှာနာနဲ့ရုပ်ကို ချမ်းသာတယ်ဘာချမ်းသာ ခြေနိုင်ရဲ့အကြောင်း ပစ္စည်းချမ်းသာသလား အကြောင်းမှတစ်ခါတည်းသိပြီးသားဖြစ်သွားတယ်သူတို့ ဂိုင်းပြောလိုက်လို့ရှိရင်တော့လာလိုက်မယ်တော့ ကိုတိချစဉ်းစားကြည့် ဒါနံသက်ခတသောဘာနံဒါနံပါထေယမုဒ္ဓမံ ကိုထင် ဒါ နေ နံ တယ် ဥစုကတံမေကံဒါနံမောက္ခပဒံဝရံ ပြောရမယ်ဆိုရင် အဲ့ဒါဘာသာပြန် ဝတ္တနာဒီအနတ္တဝိပဿနာပဲဖြစ်တယ်အနတ္တကိုပဲခေါ်တာဖြစ်တယ်ဒါကြောင့်မို့အနတ္တဝိပဿနာ မြတ်တတ်ဟုတ်လား ငါမျိုးပြထားတာရှိတယ် ဂိုင်းဆို ဘာပြောပါ ဒါနလေက အတ္တ ထောင်းငါထ ဒီက တေသွားနပြေသာ ကိုယ်ဟာဟုတ်ဘူး ဒါနရိတ်ခာ အပိုင် ပါသူမှာ သံသရာခยีချောမွေရာ အဲ့လေအာယုအခန္ဓာ ဒါနရွှေလံနိဗ္ဗာန်ဖြောင်းတန်းလာသည်သာ ကိုချင်းနဲ့အနိတ္တရာဒုစကိုချင်းနဲ့အနိတ္တရာချင်းနဲ့တော့ရခဏပြောကိုချင်းနဲ့ရှိတယ်မရှိဘူးဆိုတော့မရှိဘူးလို့ဆိုရမရှိဘူးလာလို့ဆိုရမရှိဘူးစိတ်ထုံးတယ်လို့ဆိုရမရှိဘူးရှိတာပါလေအကြောင်းကိုဆုံးနိုင်တယ်မှာအကြောင်းတွေအခုကအကြောင်းတွေတတ်တာအကြောင်းကျိုးဆက်ဆက်နေတာသာဖြစ်တယ် ဒါန ရှိတာမဟုတ်ဘူးသူတို့ဆိုတယ်ပေါ့နော်အဲ့တော့ ဒါနသီလဘာ တ ဝ ရ နာ တော်ရိ လို့ တ်တော်ဒုစတော်သုံးညတော် မုတ်ထပြုလို့ရမယ်ကောင်းမှုကုသိုလ် တစ်ခု ၃ ရှိ မျိုး တာလည်းပဲအဲ့ဒါအတ္တတုပတ္တနာပဲဒါကြောင့် ဒါနစွမ်းနိုင်သမျှစွန့်ကြဲပေးကမ်းလှူဒါန်းခြင်းသီလ မြတ်စွာဘုရားကတော့ သီလ နှမျိုးနဲ့ပြထားတယ်သုံးညလောက ပါတယ် သုံးညတုတ်တယ်မှာရှင်အနန္ဒာကမြတ်စွာဘုရား ကိုယ်နဲ့နှုတ်အပြစ်ကင်းအောင်ဆောင်စည်းထိန်သိမ်းခြင်း သင်္ခါရလောကကြီးအသုံးည ဟုတ်ကဲ့လား ပြောပါလေတဲ့ သီလကိုယ်နဲ့နှုတ်အပြစ်ကင်းအောင်ဆောင်စည်းထိန်သိမ်းခြင်း ရှောက်တော့မြတ်စွာဘုရားက ဘာဝနာ ရှင်းပြတယ်မျက်စိ မိမိတဏ္ဍာ နာ ၌ဖြူစင်သောစိတ်များဖြစ်ပွားအောင် လေ လေ့ကျင့်ပွားများအားထုတ်ခြင်း မျက်စိဆိုတာဟာအတ္တ စွန့်ကြဲပေးကမ်းလှူဒါန်းခြင်းဒါနအခုတော့ အားလည်းမဟုတ်ဘူး ဒီပြိဿကတော့ဒါနရော
သီလရောဘာဝနာရော အလုံးနဲ့ထင်တယ် အကြောင်းညီညွတ်တော့အားလုံးပဲပြုစု ငါ လေ လို့ထင်တာကဒိဋ္ဌိအတွေ့ငါဟာလို့ ဒါနစံကြယ်ပေကံလှူဒန်းခြင်းအပြင် နော်အမှန်မဟုတ်ဘူး ဘာများအကျိုးရ ငါလို့ထင်နေတာကဒိဋ္ဌိမာနေတဲ့အမြင်ငါဟာလို့ထင်တာကတဏှာ ပစ္စည်းချမ်းသာသလား ရှုံးတဲ့တရားဖြစ်ရုံပဲဖြစ်ချင်းမြတာဖြစ်တယ်လို့ ပြောလိုက်လို့ရှိရင်တော့လာလိုက်တယ်နော်ဒါနံသက္ကတသောဘာနံဒါနံပါတိယမုဒ္ဓမံဒါနံဥစုကတံမေကံဒါနံမောက္ခပဒံဝရံ ဒီမျက်စိဟာဆက်ရအကြောင်းတော့ဖြစ်တယ်အကြောင်းပြတ်သွားရင်သူလည်းပြတ်သွားမယ် ဟမ် အုတ်ချုပ်တာလို့လည်းမရဘူးရဲတဲ့ခိုင်ပါတယ်တော့လည်းမရှိဘူးအကြောင်းလေးနဲ့စုံကြည့် ဒါနလေက အကြောင်းတစ်ခုချွေရင်ပါတယ် ဟောင်းငါထ ရောက်တော့ တေသွားနပြေသာ အကြောင်းကိုကုလို့ရတယ်မျက်စိရှိတယ် ဒါနရိက္ခာ အလုံးအကြောင်းကို ပါလူမာ အကြောင်းကို သံသရာခยีချောမွေရာ အဲ့လေကိုစမ်းစာပုံ ဒါနရွှေလံ အောက်နဲ့အောက်ထည့်ပြီး နိဗ္ဗာန်ံ စီးစရာကသူက ဖြောင်းတန်းလာသည်သာ ဒုက္ခပေးနေတဲ့အကြောင်းကိုဖယ်ရှားပြီးတော့ကျုပ်တဲ့အကြောင်းကိုသူကိုယ်ရဲ့မျက်စိကောင်းကောင်းဥပ္ပါဒလို့ပြီးတာအဲ့ဒါကိုစဉ်းစားကြည့်မျက်စိကောင်းကောင်းသူလုံးနေတာစိတ်စရာစိတ်ကူးလဲဆိုတာစိတ်နဲ့ပဲသူကတတိအားလဲတာသူအဲ့လိုလို့ရင်ဘာဖြစ်နေလဲဘာဖြစ်နေရင်ဘာလဲဒီအကြောင်းကမားနေတဲ့အကြောင်းဆိုရင်မှန်ကန်တဲ့အကြောင်းတစ်ခုထည့်ပေးတယ်အကျိုးပြုပဲ ဒါနသီလဘာဝနာလို့ သူလုံးနိုင်တာအဲ့ဒါ မုတ်ချက်ပြတ်လို့ရမယ်ကောင်းမှုကုသိုလ် ကံသွားတဲ့မျက်စိပြတ်မြင်အောင်လုံးနိုင်ပြီ ဒါနသွမ်းနိုင်သမျှစကြယ်ပေကံလူရန်ချင်း ဒါဆူနေတယ်မကောင်းတဲ့အကြောင်းတွေကိုဖယ်ရှားပေးလို့ရတယ် သီလပါတော့ အဲ့တော့လုံးနိုင်တယ်ဆိုတာဘာတစ်ခုမှမရှိဘူးအကြောင်းကိုပဲပြင်ပေးတာအကြောင်းကိုပြင်ပေးကြအဖြစ်အကျိုးကကောင်းတယ် ကိုယ်နဲ့နှုတ်အပြစ်ကင်းအောင်ဆောင်စည်းထိန်းသိမ်းခြင်း သုံးညတသဘောကို ဟုတ်ကဲ့လား ဘယ်လိုရှုမလဲ သီလကိုယ်နဲ့နှုတ်အပြစ်ကင်းအောင်ဆောင်စည်းထိန်းသိမ်းခြင်း သက်စွာပြကတော့ဟောလိုက်ပြီ ဘာဝနာ အားလည်းမဟုတ်ဘူးငါလည်းမဟုတ်ဘူး မိမိတဏ္ဍာ၌ဖြူစင်သောစိတ်များဖြစ်ပွားအောင် ဘာဖြစ်လို့ယုတ် လေ့ကျင့်ပွားများအားထုတ်ခြင်း နှာခေါင်းကလည်းငါလည်းမဟုတ်ဘူးငါလည်းမဟုတ်ဘူး စံကြယ်ပေကံလှူဒန်းခြင်းဒါနအခုတော့ ငါလည်းမဟုတ်ဘူးငါလည်း ဒီပြိဿကတော့ဒါနရောသီလရောဘာဝနာရော ငါလည်းမဟုတ်ဘူးငါလည်း အကြောင်းညီညွတ်တော့အားလုံးပဲပြုစုတယ် အတ္တအတ္တနိယဆိုတာမရှိဘူးလို့ပြော ဒါနစံကြယ်ပေကံလှူဒန်းခြင်းအပြင် တူတူပဲတော့မရှိဘူးဆိုတော့ ဘာများအကျိုးရ ဒါကြောင့်မို့အနတ္တရှုတိတုံညာရှုတိ ဘာချမ်းသာ နာဟံ ပစ္စည်းချမ်းသာသလား ငါလည်းမဟုတ်ဘူးနာမမငါပစ္စည်းလည်း ဂိုင်းပြောလိုက်လို့ရှိရင်တော့လာလိုက်တယ်နော် နကတ္တစီဘသူ ဒါနံသက္ကတသောဘာနံဒါနံပါတိယမုဒ္ဓမံဒါနံဥစုကတံမေကံဒါနံမောက္ခပဒံဝရံ အဲ့ဒီလို ဂို ကြ င်း ည့် အဲ့ဒါဘာသာပြ နတ္တဆိုတာပေါ့အဲ့ဒါဝိပဿနာရှုွက်တဲ့တခု ဟမ် အဲ့လိုရှုနိုင်ရင်လည်းပဲ မြန်တယ်ဟုတ်လား နပတ္တဧဝမစ္စု ဂိုင်းဆိုဒါနလေက ဒီနည်းကြောဖြတ် ဟောင်းငါထ သင်္ခါရ တေသွားနပြေ ဆိုလိုတာ သာ တပိသင်္ခါရအိသင်္ခါရမှာလို့ရှိ ဒါနရိက္ခာ အဲ့ပြတ်သွားတဲ့နေကြီးကို ပါလူမာသံသရာခยีချောမွေရာ ဒါမှပိုင်ပါဖြစ်ဟာဒီသင်္ခါရ ဒါနရွှေလံနိဗ္ဗာန်ံ ပြောနေ ဖြောင်းတန်းလာသည်သာ အလောပြောလို့ ဆို ကိုဘွားလေးချစ်တယ်အဲ့ဒီပြောနေတဲ့တာဘူးတမယာကိုရှင်းပြ
အဲ့ဒါတွေကိုဖြတ်နိုင်မှာကျော်နေခါတော့အင်္ဂါရကိုကျော်ဖို့ဆိုတော့တုံ့လို့ရှိတာတုံ့နေတာပဲတော့အဲ့ဒီတုံ့ကိုရှုအဲ့တော့ရှုရတဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့ထင်ရှားအောင် ဒါနသီလဘာဝနာလို့ တတိဝင်လေးကို မုတ်ချပြုလို့ရမယ်ကောင်းမှုကုသိုလ် မှတ်နေတာအဲ့ဒါသဘာဝပဲလုပ်နေတာပြကြမဟုတ်ဘူး ဒါနစွမ်းနိုင်သမျှစင်ကြယ်ပေးကံလူသားချင်း ကိုကြည့်လိုက်တဲ့အခိုက်လေးမှာစိတ်ကတည်ငြိမ်သွား သီလပါ ဖြစ်တဲ့အခိုက်လေးဖြစ်ခိုက်လေးကိုကြည့်ရတယ်အဲ့ဖြစ်ခိုက်လေးကိုစိတ်က ကိုယ်နဲ့နှုတ်အပြစ်ကင်းအောင်ဆောင်စည်းထိန်းသိမ်းခြင်း တတိနဲ့သမာဓိအပညာကို ဟုတ်ကဲ့လား အဲကြောင့်တတိ သီလကိုယ်နဲ့နှုတ်အပြစ်ကင်းအောင်ဆောင်စည်းထိန်းသိမ်းခြင်း တတိဝိရိဒပညာနာမအတ္တိ ဘာဝနာ ဝိပဿနာနာမအတ္တိ မိမိတဏ္ဍာ၌ဖြူစင်သောစိတ်များဖြစ်ပွားအောင် ခဏိက လေ့ကျင့်ပွားများအားထုတ်ခြင်း နာဟိခဏိကသမာဓိဝိတဝိပဿနာနာမ စွန့်ကြဲပေးကံလူတိုင်းချင်းဒါနအခုတော့ဒီပရိသတ်ကတော့ဒါနရော ဝိပဿနာဆိုတဲ့ သီလရောဘာဝနာရော ပြီးတော့လုပ်တာ အကြောင်းညီညွတ်တော့အားလုံးပဲပြု အဲ့ စု တော့ တ တ ယ် တိရင်ပါရလားပဲဟုတ်မလဲဝိရိယလည်းပါရ ဒါန ဝိရိယဆိုတာ စွန့်ကြဲပေးကံလူတိုင်းချင်းအားဖြင့် ဝိရိယကဲမဲ့တယ်လို့ထင်တာမဟုတ်ဘူး ဘာများအကျိုးရ လူကိုယ်တိုင်လှုပ်ရှားသွားလာနေတာ ချမ်းသာတယ်ဘာချမ်းသာ စေတသိက်ကဝိရိယစိတ်ကအလုံးလုံးကမ္မထာတို့လည်းစိတ်ကအလုံးလုံး ပြောလိုက်လို့ရှိရင်တော့ဒါလိုက်မယ်နော် မတိတိအောင်လုပ်နေတယ် ဒါနံသက်ခတသောဘာနံဒါနံပါထေယမုဒ္ဓမံ အဲ့တော့ ဒါနံဥစုကတံမေကံဒါနံမောက္ခပဒံဝရံ အမတတိဆိုတဲ့ ကဲအဲ့ဒါဘာသာပြ အာယုန်နဲ့စိတ်ဆုပ်ပေးတာအမတမတိတို့ခေါ် မြတ်တတ်ဘူးလား ဆုပ်ပေးတဲ့အာယုန်ပေါ်မှာတည်ကြည်သွားတာ ကဲဆိုဒါနလေက ဘောကိုစတာပြုခေါ်တယ် ထောင်းငါထ အမတိတိယ တက်သွားနတ်ပြေသာ အားလုံးပေါ့ ဒါနရိတ်ခာ အာတတိလည်းပေါ့ပါလာတာပါပဲ ပါသူမှာ တံတရာခရီချောမွေရာ ဒီလိုပါတယ်ဘောဒီလောက်ပါ ဒါနရွှေလံနိဗ္ဗာန်ံ အဘဘချူကြတယ် ဖြောင်းတန်းလာ အကြောင်း ဒီ တရားတွေ တာ ပေါင်းစားလိုက်တာအာလည်းဘောပါဖြစ်သွားနေတယ်ဆိုတော့အာရှင်းရှင်းနေတာစေကလိုက်မိချစ်တာလည်းချစ်တယ်ဘောဒီဘယ်နှခုစေတာပြီအဲစံသာချင်မိချစ်တယ်ဆိုတာဆန်းရှိရတယ်နံပါတ်1ပြီးချက်စရာဟိုရှိရပြီးရေးရှိရပြီးပြီးရှိရပြီးချက်တဲ့လူရှိရအဲ့ဒါတွေ ဒါန တခုခုမရှိဘူးဆိုရင်မရဘူးလေဆမ်းမရှိရင်လည်းထမင်းချက်မှာချက်မှာ ဒါနသီလဘာ ရေး ဝ မရှိဘူးဆို နာ လည်းဘယ်လိုလုပ်ထမင်းချက် မုတ်ချပြုလို့ရမယ်ကောင်းမှုကုသိုလ်သုံး ချက်တဲ့လူ မျိုး မရှိဘူးဆိုလည်းမရအားလုံးပေါင်းလိုက် ဒါနစွမ်းနိုင်သမျှစွန့်ကြဲပေးကံလူတိုင်းချင်း မှတ်တယ် သီလ အဲ့ဒါတွေကိုစိတ်နဲ့သုံးသပ်လိုက်လို့ရှိရင် သီလပါတော့ လူတွေရဲ့ဘဝဆိုတာဟာတစ်ခုရဲ့ဘဝကိုကြောင်းနေစီ ပါတယ် တုံညလို့ကိုယ့်ကိုပြန်ပြီးတော့သိကြလောက် ကိုယ်နဲ့နှုတ်အပြစ်ကင်းအောင်ဆောင်စည်းထိန်းသိမ်းခြင်း အဝတ္တ ဟုတ်ကဲ့လားသီလကိုယ်နဲ့နှုတ်အပြစ်ကင်းအောင်ဆောင်စည်းထိန်းသိမ်းခြင်း တော့ပါဠိလိုပြောလိုက်တာ ဘာဝနာ အဝတ္တ မိမိတဏ္ဍာ၌ဖြူစင်သောစိတ်များဖြစ်ပွားအောင်လေ့ကျင့်ပွားများအားထုတ်ခြင်း ကိုယ်လိုတိုင်းဝတ္တဆိုတာကိုယ်လိုတိုင်း စွန့်ကြဲပေးကံလူတိုင်းချင်းဒါနအခုတော့ဒီပရိသတ်ကတော့ဒါနရော ကုသနာ သီလရောဘာဝနာရော အဝတ္တဘဝ အကြောင်းညီညွတ်တော့အားလုံးပဲပြုစုတယ် ကိုယ်လိုတိုင်းမဖြစ်ဘူးဆိုတာကို ဒါနစွန့်ကြဲပေးကံလူတိုင်းချင်းအားဖြင့် ကိုယ်လိုတိုင်းမဖြစ်ဘူးကိုယ်လုံးလို့ ဘာများအကျိုးရ ကိုယ့်ရဲ့အုပ်ချုပ်နိုင်တဲ့စွမ်းရည်တတိဒီပေါ်မှာမရှိ ချမ်းသာတယ်ဘာချမ်းသာ အ
မြတ်စွာဘုရားကအနတ္တလက္ခဏာသုံးခေါ်တဲ့အခါရူပဘိက္ခွေအနတ္တ gain ပြောလိုက်လို့ရှိရင်တော့လာလိုက်မယ်နော် ရူပ ဒါ စ နံ နိ သက္ကတသောပါဏံဒါနံပါထေယမုဒ္ဓမံ ဘာဒယတော ဒါနံဥစုကတံမေကံဒါနံမောက္ခပဒံဝရံ ဖြစ်နိုင်ဘူး gain အဲ့ဒါဘာသာပြန် နေစပါလည်းမဟုတ်ဘူးကိုယ်တိုင်းဆိုရင်ကိုယ်လည်းထိခိုက်အောင်လုပ်မဟုတ်ဘူး မြန်တယ်ဟုတ်လား အဲ့တော့သူဖြားခြင်းဖြားတယ်ဆိုတာဖြားခြင်းရဲ့အကြောင်းကိုသူက ဒါနလေက အဲ့ဒါကြောင့်ယုတ်အပါ ထောင်းငါထ အားတဲ့ကြည့်ကြိုက်တယ် တသွားနပြေသာ ကိုယ်ကမဖြစ်ချင်ခေါင်းမကြိုက်ချင်ကြိုက်တယ် ဒါနရိတ်ခာ သူကြောင့်မဖြစ်ချင် ပါသူမှာ အဲ့တော့ သံသရာခရီးချောမွေရာ သူတွေကတော့တွေ့မှာပေါ့ ဒါနရွှေလန်းနိဗ္ဗာန်ံ ထုတ်တယ်ရတာ ဖြောင်းတန်းလာသည်သာ တော့လည်းပြေးလိုက်တာပဲရှိ ဆို စံတကူထားပါလားကိုချုပ်လိုက်တော့အဲ့ဒါကိုအဝတ္တဝတ္တအရာကိုရှိတော့တယ်နန္ဒတော့ဆိုတာကိုကြည့်ပါရတယ်အဲ့ဒီမှာနောက်တစ်ခုကမြတ်စွာဘုရားပါတော့ လပိထာသာရူပိတေဝမေရူပံဟောတုအေမေရူပံဟော ဒါနသီလဘာဝနာလို့ အဲ့ဒါအပြည့်ပါ မုတ်ချက်ပြုလို့ရမယ်ကောင်းမှုကုသိုလ်၃မျိုး ငါယုတ်လေးအားလလပဝတိဖြစ်ပါ ဒါနစွမ်းနိုင်သမျှစွန့်ကြဲပေးကမ်းလှူဒါန်းခြင်း လန်းဆန်းနေပါ သီလ ကြိုက်လို့ရမှာပေါ့တဲ့ကိုယ်မိတ်ပေး သီလပါတော့ ကိုယ်ဆိုရပြင်လို့ရမှာပေါ့ဘယ်ရမလဲပြင်ပြက် ပါတယ် ပြင်ပြက်ကိုယ် ကိုယ် ထောက် နဲ့ ရ နှုတ်အပြစ်ကင်းအောင်ဆောင်စည်းထိမ့်သိမ်းခြင်း အောင်မဖြစ်ခြင်းဖြစ်ပါပဲသူချိန်ကြ သီလကိုယ်နဲ့နှုတ်အပြစ်ကင်းအောင်ဆောင်စည်းထိမ့်သိမ်းခြင်း ခုခေတ်လူတွေကတော့တွေ့ ဘာဝနာ ဆေးဆိုးလိုက်တယ်ပေါ့ မိမိတဏ္ဍာ၌ယူစင်သောစိတ်များဖြစ်ပေါ်အောင်လေ့ကျင့်ပွားများအားထုတ်ခြင်း မသိအောင်လည်း စွန့်ကြဲပေးကမ်းလှူဒါန်းခြင်းဒါနအခုတော့ အဲ့ဒါကိုအဝတ္တဝတ္တ ဒီပြိဿကတော့ဒါနရော အဲ့ဒါကိုကြည့်လိုက်လို့ သီလရောဘာဝနာရော အပိုင်နာဆို အကြောင်းညီညွတ်တော့အားလုံးပဲပြုစုတယ် သိကြသွားပြီသူကသူဖြစ်နေတာသူ့အကြောင်း ဒါန ဟောနေတာ စွန့်ကြဲပေးကမ်းလှူဒါန်းခြင်းအပြင်ဘာများအကျိုးရ သင်္ခါရ ချမ်းသာ သင်္ခါရ ချ သ မ်း ဘာ သာ ဝတတ္တကြတာဖြစ် ပစ္စည်းချ သင်္ မ်း ခါ သာ ရသဘာဝတတ္တဆိုတာသင်္ခါရဆိုတာအကြော အဲ င်းကို ပြောလိုက်လို့ရှိရင်တော့လာ အ လို ကြော က် င်းပေါ်မှာ တော့ မိတိနေရတာဥပမာ ဒါနံသက္ကတသောပါဏံဒါနံပါထေယမုဒ္ဓ အဲ့ မံ ဒါရှုမပေးနဲ့ ဒါနံဥစုကတံမေကံဒါနံမောက္ခပဒံဝရံခိုင်အဲ့ဒါဘာသာပြန် ရဘူးဆိုင်ရာအကြောင်းတွေကထောက်ပတ်နေလို့အသက်ရှင်နေအကြောင်းပြတ်တာနဲ့ ပြန်တယ်ဟုတ်လား အောက်ဆီဂျင်ပြတ်တာနဲ့မလုပ်သေးရ ခိုင်ဆိုဒါနလေက အကြောင်းရှိနေရ ထောင်းငါထ အဲ့တော့သူ့ဘဝ တသွားနပြေသာ ဘယ်ပေါ်မှာပြီး ဒါနရိတ်ခာပါသူမှာသံသရာခရီးချောမွေရာ သူတရားကလည်းပြတ်နေတယ်ကျိုးနေတာပေါ့ဆက် ဒါနရွှေလန်း ဒီနဲ့ နိဗ္ဗာန်ံ ဘဝ ဖြောင်းတန်းလာသည်သာ ဘာလဲလဲစီပါ ဆို တော့လေးမပါရင်လည်းဒီပါရင်အဲ့တော့လူနဲ့အခုပေါင်းစားလိုက်တဲ့အခါကျရတယ်အခုလည်းပေါင်းစားတာရတယ်အဲ့တော့တယောက်တည်းဆွမ်းမဟုတ်ကြောက်ရတယ်အဲ့တော့သင်္ခါရတရားတသက်မြတာဆိုတဲ့အတွေ့နဲ့လည်းကြည့်လိုက်ပဲဆိုရင်သင်္ခါရဆိုတာပစ္စယယတ္တမုတ်တိအကြောက်တရားနဲ့မိပြီးတော့ဖြစ်
နောက်ရှုတော့တစ်ခုကကြည့်လိုက် ဒါ လဲ န ဆို သီလဘာဝ ကို နာ ယ့်ကိုယ် လို့ တော့မအိုးအောင်မတတ်နိုင်တာ မုတ်ချက်ပြုလို့ရမယ်ကောင်းမှုကုသိုလ် တော့ ၃ ပိုင် မျိုး တယ်လို့ပြောလို့ရမှာဟုတ် ဒါနစွမ်းနိုင်တဲ့မြတ်စွန့်ကြဲပေးကမ်းလှူဒါန်းခြင်းသီလ ဒုက္ခကိုဒုက္ခဖြစ်အောင်ကိုမလုံးနိုင်ဘူးကိုယ်တော့မှကိုမလုံးနိုင်တာဘယ်လိုလုပ်ပြီးတော့ကိုချုပ်နိုင်ပါတော့ကိုတော့မဟုတ်ဘူးလို့ဆို ကိုယ်နဲ့နှုတ်အပြစ်ကင်းအောင်ဆောင်စည်းထိမ့်သိမ်းခြင်း ကိုယ်တဏ္ဍမှာရှိတဲ့ယောဂီတရားတွေဟာ သီလကိုယ်နဲ့နှုတ်အပြစ်ကင်းအောင်ဆောင်စည်းထိမ့်သိမ်းခြင်း မရှိဘူး။သုံးညကို ဘာဝနာ တတဝါလည်းမဟုတ်ဘူး မိမိတဏ္ဍာ၌ဖြူစင်သောစိတ်များဖြစ်ပွားအောင် ။လည်းမဟုတ်ဘူး လေ့ကျင့်ပွားများအားထုတ်ခြင်း ။သူများလည်းမဟုတ်ဘူး။သူများလည်းမဟုတ်ဘူး။ဘယ်သူမှလည်းမဟုတ်ဘူး စွန့်ကြဲပေးကမ်းလှူဒါန်းခြင်းဒါန ။အားလုံးအကြော အခု င်း တော့ တရားပေါက်ဆက်ထားတဲ့အရာ ဒီပြိဿကတော့ဒါနရော အဲ့ဒါကို သီလရောဘာဝနာရော သုဒ္ဓ အကြောင်းညီညွတ်တော့အားလုံးပဲပြုစုတယ် သုဒ္ဓဓမ္မသမုပ္ပါဒ ဒါန ဘာဝတရားတ စွန့်ကြဲပေးကမ်းလှူဒါန်းခြင်းအားဖြင့် သုဒ္ဓသင်္ခါရတတ္တိအကြောင်းတွေကချိန်ထားတဲ့အကျိုးဖြစ်ပေါ်နေဘူးဖြစ်စဉ်တစ်ခုများတာဖြစ်တယ် ချမ်းသာတယ်ဘာချမ်း အ သာ ကြောင်းတရားတွေကထိပ်ပေးထား ပစ္စည်းချမ်းသာ တစ်ခုများတာဖြစ်တယ်ခုညအခါမှာ အဲ အလျောက်ရ ပြောလိုက်လို့ရှိရင်တော့ဒါလိုက်ပြီတော့ တရားစိတ်ကိုထိန်းထားတယ် ဒါနံသက္ကတသောဘာနံဒါနံပါတိယမုဒ္ဓမံဒါနံဥစုကတံမေကံဒါနံမောက္ခပဒံဝရံ ပြီးလုံးကွဲသွားတယ် ကဲအဲ့ဒါဘာသာပြ အလျောက်ထိန်းနိုင်ပြောင်းနိုင်ပြီးတိုင်ပြောင်းနိုင်ပြီးတိုင်မှာဘယ်နှခုရှိစသ မြတ်တတ်ဘူးလား ရှိတယ်ပြီးစားရှိတယ်ပြီးတောက်ရှိ ဂို တယ် င်းဆို အလျောက် ဒါနလေက အလျောက် လောင်ငါထ ပြီးတောက်ကလေးတက်လာပြီးတောက်ကလေးထွက် တေသွားနပြေသာ ဒါနရိတ်ခာ ပြီးတောက်ကလေး ပါသူမှာသံသရာခရီးချောမွေရာဒါနရွှေလံ ပြီးတောင်မရှိ နိဗ္ဗာန်ဖြောင်းတန်းလာသည်သာ ဟုတ်ဆက်ပြီးလုပ်ပေးထားလို့ရှိနေတယ်အရာအဲ့ဒါကိုတော့ရကြည့်တယ်တခြားကြည့်လို့ရှိရင်ဘာလို့ပြန်လာလို့ရှိနေတာလဲဖြစ်တယ်ဒီကပစ္စယယတ္တဟုတ်တယ်ကျောင်းကိုပြီးတော့သက်ရှင်နေတာဘယ်လိုလုပ်ပြီးတော့လာလို့ပြောရလဲဘယ်လိုလုပ်ပြီးတော့အတ္တနိယနာပါလို့ပြောရလဲအဲ့တော့ငါဆိုတာလည်းမရှိဘူးပါဆိုတာလည်းမရှိဘူးဆိုတာ ဒါန တေးကြလောက်အောင်ကိုယ့်ကိုယ်ကိုစမ်းစစ်ပြီးတော့ကြည့်ပြီးသိလာလို့ရှိရင် ဒါနသီလဘာဝနာလို့ ကြည့်ဖို့ပဲ မုတ်ချက်ပြုလို့ရမယ်ကောင်းမှုသုံးမျိုး လက်စီကြီးမိတ်ပြီးတော့ထွက်လေဝင်လေလေးမှတ်နေတယ် ဒါနစွမ်းနိုင်တဲ့မြတ်စွန့်ကြဲပေးကမ်းလှူဒါန်းခြင်း မသိနဲ့စဉ်း သီ စားမှ လ စဉ်းစားရမယ်ဘုရားက သီလ ကြောင်းမျိုးဆိုလည်းစဉ်းစားဝိပဿနာဆိုတာရှုမြင်သုံးသပ်ခြင်းခေါ်တာ ပါတယ် အနတ္တနုပတ္တနာအနုဆိုတာအကျဉ်းချင်းထပ်ထပ်ပတ္တနာ ကိုယ်နဲ့နှုတ်အပြစ်ကင်းအောင်ဆောင်စည်းထိမ့်သိမ်းခြင်း ပြောတယ်မင်္ဂန်နဲ့လမ်းစဉ်နဲ့ကြည့် ဟုတ်ကဲ့လား အဲ့တော့ကြည့်တယ်ဆိုတာပညာ သီလကိုယ်နဲ့နှုတ်အပြစ်ကင်းအောင်ဆောင်စည်းထိမ့်သိမ်းခြင်း အကြောင်းတစ်ခုသာဖြစ်တယ် ဘာဝနာ ပညာဖြစ်အောင် မိမိတဏ္ဍာ၌ဖြူစင်သောစိတ်များဖြစ်ပွားအောင်လေ့ကျင့်ပွားများအားထုတ်ခြင်း တရားတစ်ပါးတွေနဲ့ပတ်သက်ပြီးတော့ရှင်းရှင်းလင်းလင်းသိ စွန့်ကြဲပေးကမ်းလှူဒါန်းခြင်းဒါနအခုတော့ ညတနုပတနာဟာလည်းပဲ ဒီပြိဿကတော့ဒါနရောသီလရောဘာဝနာရောအကြောင်းညီညွတ်တော့အားလုံးပဲပြုစု ကို တယ် ယ့်ကိုယ်ခန္ဓာကိုသုံးညအနေနဲ့ရှု ဒါနစွန့်ကြဲပေးကမ်းလှူဒါန်းခြင်းအားဖြင့် အာဇေကုန်တည်း ဘာများအကျိုးရချမ်းသာတယ်ဘာချမ်းသာပစ္စည်းချမ်းသာတယ် ရှင်ဖေယ ကဲပြောလိုက်လို့ရှိရင်တော့ဒါလိုက်မယ်နော် ဓမ္မတိညာ ဒါနံသက္ကတသောဘာနံဒါနံပါတိယမုဒ္ဓမံ
ဒါနံဥစုကတံမေကံဒါနံမောက္ခပဒံဝရံခိုင်အဲ့ဒါဘာသာပြန် ရှိတန်ရတယ်မတ်တပင်ရှင်ကျ ပြန်တော့ဘူးလား ပြုလုပ်ကြ၍ ခိုင်ဆိုဒါနလေက မဒါနာ ထောင်းငါထ ပြုလုပ်ကြပါကုန် တက်သွားနတ်ပြည်သာ သုတိလေးမြတ်စွာ ဒါနရိက္ခာ မတ္တာတာ ပါလူမှာ အာကြ သ ကြ ံ ပါ ဃာခရီးချောမွေရာ အတ္တဘဝတ္ထု ဒါနရွှေလန်းနိဗ္ဗာန်ဖြောင်းတန်းလာသည် အထု ဒါ ဆိုကောင်းမှုဒီလိုဆိုနိဗ္ဗာန်ချမ်းသာအကြောင်းဖြစ်ပါလေဒီကောင်းမှုကိုယ်ပါကဆွေမျိုးညာတိတို့အားကုသိုလ်အများ ဒါန ဝေငါပါကုန်၏သာသနာတော် ဒါ ဆောင် န တာ သီလဘာဝနာ လောကဆောင်တာတို့အား မုတ်ချက်ပြုလို့ရမယ်ကောင်းမှုကုသိုလ်သုံးမျိုး ဝေငါပါကုန်၏ဒါနစွမ်းနိုင်သမျှစွန့်ကြဲပေးကမ်းလှူဒါန်းခြင်းသီလ တတ္တဝါတို့သည်ကုသိုလ်များကိုယ်တရားကြပါဖြစ်၍ကိုယ်စိတ်နှပြ ကိုယ်နဲ့နှုတ်အပြစ်ကင်းအောင်ဆောင်စည်းထိမ့်သိမ်းခြင်း ပါသေးကုန်တည်း ဟုတ်ကဲ့လားသီလကိုယ်နဲ့နှုတ်အပြစ်ကင်းအောင်ဆောင်စည်းထိမ့်သိမ်းခြင်းဘာဝနာမိမိတဏ္ဍာ၌ဖြူစင်သောစိတ်များဖြစ်ပွားအောင်လေ့ကျင့်ပွားများအားထုတ်ခြင်းစွန့်ကြဲပေးကမ်းလှူဒါန်းခြင်းဒါနအခုတော့ဒီပရိသတ်ကတော့ဒါနရောသီလရောဘာဝနာရောအကြောင်းညီညွတ်တော့အားလုံးပဲပြုစုတယ်ဒါနစွန့်ကြဲပေးကမ်းလှူဒါန်းခြင်းအပြင်ဘာများအကျိုးရချမ်းသာတယ်ဘာချမ်းသာ